6လပိုင်း28ရက်နေ့ဆိုပြီး12လဆောင်ဝင်အောင်စင်းထွက်တဲ့နေလေးပေါ့ဗျာဒီလိုအောင်စင်းထွက်ပြီးတဲ့နောက်မှာအောင်မြင်ပြီးဝန်တာတဲ့လူတွေနဲ့ကြာရှုံးပြီးဝန်နေရတဲ့လူတွေစုရှိတယ်ဒီလိုလူတွေတော့ကိုယ်စလေးစကားအနေငယ်ပြောချင်ပါတယ်ပထမဆုံးအနေနဲ့ကိုယ်စလေးညီမအပါဝင်တခြားသောအောင်မြင်တဲ့လူတွေကိုလည်းကိုယ်စလေးဒီကနေကွန်ပျူတာချင်းမှုပါတယ်လူများကဒီလိုအောင်မြင်ခြင်းကိုဘွားတစ်စစ်ကြောအောင်မြင်ပြီးသတ်မှတ်ကြတယ်ဒါပေမဲ့ကျွန်တော်စစ်စစ်စူးစမ်းရမယ့်အရာတွေကအများကြီးပဲကြံသေးတယ်ဒါကြောင့်မလို့ကိုရှောင်းမဲ့လမ်းကိုအမှားယွင်းမရှိအောင်မလုပ်ခင်တည်းကတေချာစဉ်းစားကြပါဘာကြောင့်အဲ့လိုပြောတာဆိုတော့ဗျာကိုရှောင်းမဲ့လမ်းကကိုနဲ့ဝါသနာပါရဲ့လားကိုနဲ့အဆင်ပြေရဲ့လားဆိုတာကိုတေချာစဉ်းစားကြပါကိုရွေးချယ်မှုကမှားသွားရင်ကိုတော့နင်းနာမှုရဲ့အများကြီးရှိသွားနိုင်တယ်ဗျဒါကြောင့်မလုပ်ခင်တည်းကတေချာစဉ်းစားကြပါဒုတိယအနေနဲ့ကတော့ကြာရှုံးပြီးစိတ်သက်ကြတဲ့ညီလေးတွေအတွက်အားပေးစကားအနေနဲ့ပြောချင်ပါတယ်ညီလေးတို့အနေနဲ့တစ်ချိန်တစ်ခါလောက်ကြာရှုံးရုံနဲ့စိတ်သက်လုံးဝမကြပါနဲ့အကယ်ကို့မှာကအချိန်ရှိသေးတဲ့ဆိုရင်တစ်ချိန်တစ်ခါလောက်ပြန်လေစူးစမ်းပြီးအောင်မြင်အောင်လုပ်ကြည့်စီနေကိုကအခက်အခဲတွေကြောင့်ပြန်မတက်ဖြစ်ဘူးဆိုရင်လည်းတခြားသောနယ်ပယ်တွေမှာတွန်းညင်အောင်လုပ်ပြီးသူတို့တွေတက်အောင်ပြန်လေစူးစမ်းလို့ရပါသေးတယ်ဗျဒါကြောင့်မို့စိတ်သက်လုံးဝကြပါနဲ့ဒီကုန်းအနေနဲ့ပြောရမယ်ဆိုရင်ညီလေးတို့ညီမလေးတို့အနေနဲ့ကိုဆက်လုံးမဲ့အရာတိုင်းကအောင်မြင်ကြပြီးမိဘပေါ်တည်တဲ့သမီးလေးမလေးဖြစ်ကြပါစေလို့ကိုယ်စလေးဒီကနေဆုမကောင်တောင်းပေးအပ်ပါတယ်